ကျွန်တော်ဒီနေ့တောင်းလို့ကောင်းတဲ့ turn animation လေးကိုပြောပြပေးသွားပါမယ်ဆိုတော့ control N နဲ့ new con ခေါ်လိုက်မယ်ပြီးလို့ရှိရင် control T ကိုနှိပ်ပြီးတော့စရမယ်ပေါ့နော်ကျွန်တော်ရိုက်လိုက်မယ်စမ်းကြည့်တာပြီးလို့ရှိရင်အခါပွားကိုလင်းအောင်ထားလိုက်မယ်ကျွန်တော်ဒီကျွန်တော် plugin နဲ့ထားလိုက်တယ်ပေါ့နော်ဒီအခါပွားရွှေ့ရနေတယ်ကိုယ်စိတ်ရရွှေ့လို့ရတယ်ပြီးရင်စာကိုလင်းအောင်ထားလိုက်မယ်ပြီးရင်ကျွန်တော်ပထမဆုံး effect တစ်ခုစထည့်လိုက်တာအဲ့ဒါတော့ type writer ပေါ့နော်ကျွန်တော် type writer ထည့်ပြီးလို့ရှိရင် layout select ပေးပြီးတော့ view နေလိုက်လို့ရှိရင်ကျွန်တော်ဒီ keyframe တွေပေါ်လာတယ်ပေါ့နော်ပေါ်လာ keyframe ကိုစိတ်ကြိုက်ရွှေ့ပြီးတော့နှစ်ခုလုံးကို select ပေးပြီးတော့easy ပြောင်းလိုက်မယ်ကျွန်တော်F9 နဲ့လို့ရှိရင် easy ပြောင်းလာတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ layer ကိုcontrol D နဲ့ပွားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ layer တွေက animator ကိုcontrol D နဲ့ထပ်ပြီးတော့ပွားလိုက်မယ်ကျွန်တော်ဒီမှာထည့်ရမယ့် effect တခုမေးလာတယ်အဲ့ဒါတော့ D glow ပေါ့နော်radius ကိုနေရာလောက်ထားလိုက်ပြီးရင် exposure ကိုကြာ 0.02 လောက်ကျွန်တော်အဲ့လောက်ပဲထားပေးတယ်စက်ထဲမှာဒီ glow မပေါ့ဆိုလို့ရှိရင်လည်းglow ပဲသုံးရအောင်နော်မထည့်လည်းဘာမှဖြစ်ဘူးပြီးလို့ရှိရင်ပွားထားတဲ့ layer မှာ face ဆိုတဲ့ effect တခုထည့်ထည့်မယ်ကြာအဲ့ဒါကကျွန်တော်တို့ကိုကြိုက်တဲ့ရောင်ထည့်ဖို့ပေါ့နော်ကျွန်တော်ဒီမှာဒီ glow ထည့်လိုက်မယ်ကျွန်တော်ပြီးလို့ရှိရင် animator 2က advanced ထဲမှာဒါလေးတစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်ပြီးရင် keyframe ကိုရှင်းနေရွှေ့လိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ပထမဆုံး tag animation လေးရလိုက်ပေါ့နော်ဒီရတစ်ခုကြည့်လိုက်ကြအောင်ကျွန်တော်နောက်တစ်ခုလုပ်ဖို့အတွက်animator နှစ်ခုပြန်ဖြတ်လိုက်တယ်ပေါ့နော်အသေးရေးပြီးပြန်လုပ်ရရတယ်ဆိုတော့ကျွန်တော်ဒီanime လေးကိုနေရတယ်ပြီးလို့ရှိရင် opacity ကိုရွေးရပြီးလို့ရှိရင်အဲ့မှာ position ကိုထည့်ထည့်မယ်ကျွန်တော်ဒီ position နဲ့ opacity နဲ့ကိုကစားပြီးတော့animation ကိုလုပ်မယ်ပြီးရင် offset ကို keyframe ပေးရပြီboom ဒါဆိုရင်ကျွန်တော်ရဲ့ဒုတိယ tag animation လေးရတော့ဆိုတော့နောက်တစ်ခုဆက်သွားပြီကျွန်တော်ဒီတစ်ခါမှာတော့အခါပွားအောင်ရွှေ့လိုက်တာပြီးရင်အဲ့မှာ opacity လေးထည့်လိုက်မယ်ကျွန်တော်ဒီနှစ်ခုကိုကစားပြီးတော့လေ animation တစ်ခုလုပ်ရပါတယ်ဆိုတော့ offset မှာ keyframe ပေးရအောင်ဒါဆိုရင်ကျွန်တော်ရဲ့တတိယမြောက် tag animation လေးရပါပြီဆိုတော့နောက်ဆုံးတစ်ခုတွားလိုက်ကြအောင်ကျွန်တော် animate မှာ opacity ကိုထည့်လိုက်မယ်ပြီးရင် offset မှာ keyframe ပေးမယ်ပြီးလို့ရှိရင် advanced ရဒါလေးကို online ရပြီးကျွန်တော်20လောက်ထားကြည့်လိုက်မယ်20နေတဲ့နေကျွန်တော်40လောက်ပြောင်းလိုက်အဲဆိုရင်ကျွန်တော် animation လေးကိုလုပ်ပြတော့ပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးပါ